Okay, thank you all Minglava, the Calave Saruga, the Nanzari Tomido, in his Gap, Lupiomless or Tapido, no, much about it. But I'm also Saruga, the pronouncing as I'm a Sarua D, I should attend to Saruto, I'm in it. Do you think now Saruga, Mingo, Tige, Mingo Minero? The call it one I call it Nessia Powder Sacavero. He can't tell us the pioneers of Sacavio, Maizua Ballet, not yet. Our not do yet. အဲ့တော့ဒီတခုတည်းဆရာတို့သုံးလို့မရအောင်ဒီအဓိပ္ပာယ်ကိုသိပြီးတော့ဆရာတို့နောက်ကနာဟောင်းနဲ့ပေါင်းမှရမယ်။ Okay ဆရာနောက်လို့ပြောပြီနော်။ပထမတည်းကဆရာဒီနာဟောက Aperos ကိုဆရာရှင်းပြပေးခဲ့တယ်စကားလုံးမျိုးစားတွေကိုနော်။နောက်ပြီးတော့ your မင်းရဲ့ your မင်းတို့ရဲ့ his သူ့ရဲ့ her သူ my is အဲ့ဒါရဲ့ their သူတို့ရဲ့အဲ့တော့ဒီဟာတွေအားလုံးဆရာတို့ဘာပေါင်းမရလို့ဆရာနောက်ကနောင်ပေါင်းမှအဆင်ပြေမယ်။နောင်ဆိုတာဆရာလူတွေဆန်နေရာအတူတူမှာဆရာနာမည်ရှိတယ်။အဲ့ဒါဆရာနောင်လို့ခေါ်တယ်။ Now, my my father, my brother, Daniel. Alright, my father, my teacher, our teacher, your teacher, your teacher, his teacher, her teacher, his teacher, not their teacher, okay. Alright, the Lomoli guys are Baliki visiting as well. Diva now could take it now in the Sarua, 12 or Sagabio Lichim in so. I think I do like no. Sale JB was here, legitimate. And Nasia, my teacher, Turesia, their teacher, and Maruecha, our school. Now, Maria company, our company, and me a pay, your father, Maria Fay, our father. That will let you talk, legitimate. Oh, the guy, I will say, but not the same, but don't let me. Not Aqua, Tia. Now, Tuzana was here, my brother. My brother knows you. ငါကိုကမင်းကိုသိတယ်။သို့မဟုတ်ငါကိုသိတယ်ဆိုရင် my brother knows ။ငါကိုကမင်းကိုသိတယ် my brothers know you ။အဲ့တော့မေဖေ your father မေဖေကငါဖေကိုသိတယ် your father knows my father ။အဲ့တော့နော်ဒီမှာကြည့်ကြအောင် my brothers know you ။အဲ့တော့ဒီယာနဲ့ဆရာတို့ကဒီယာနဲ့ဆရာတို့နော်နံပါတ်1နဲ့နံပါတ်3နဲ့တွဲပြီးတော့စကားပြောလေ့ကျင့်မယ်။ my fathers know you ဒါမျိုးလေးအဲ့တော့ဒီcolumn 2နဲ့ column 3နဲ့ကိုဆရာတော့ပေါ့ column 3နဲ့ပေါင်းပြီးတော့ဆရာတော့စကားပြောလေ့ကျင့်မယ်အများကြီးလေ့ကျင့်မယ်အားမပြ my sister understand ငါအမနားလေတာmy brother drinks ငါအကူကတောက်တယ် my father smokes ငါအဖေကစလိတောက်တယ်အဲ့တော့ her father smokes သူမအဖေကစလိတောက်တယ်နော်အဲ့တော့ဒီဟာနဲ့လေ့ကျင့်မယ်အရင်ဆုံးအတူလေးပေါ့အဲ့တော့ဒီဟာရဝိုင်းဆရာတော့ဒီနှစ်ခုဆရာတွဲပြီးလေ့ကျင့်မယ်My brothers know you, your brothers know me ဒါရမယ်။ဒါပဲเนาะ။အဲ့တော့ဒီတစ်ခုလေ့ကျင့်ပြီးတော့ဆရာဘယ်လိုလေ့ကျင့်မလဲဆိုရင်ဥပမာဖြင့်ဒီ1နဲ့3နဲ့ဆရာလေ့ကျင့်မယ်။ဟုတ်မယ်เนาะ။အဲ့တော့2နဲ့3နဲ့ပေါင်းပြီးလေ့ကျင့်မယ်။ဒီဘက်က1နဲ့3နဲ့လေ့ကျင့်မယ်။1နဲ့3နဲ့ဆိုတာဘာကိုပြောရလဲဆိုဥပမာဖြင့် I know your father မင်းရဲ့အဖေကိုသိတယ်။အဲ့တော့ဒီပါဒီတန်းနဲ့ဆရာတို့ကဒီ column လေးနဲ့ဆရာဒီ column နဲ့တွဲပြီးတော့ဆရာလေ့ကျင့်မယ် I know your father I know your brother I know his brother I know her brother I know their father ဒါမျိုးလေးပါပြီးရင် he knows my father he knows our teacher he knows your teacher ဒီ subject line နဲ့ဒီဘက်ကဟာနဲ့ဆရာတွဲပြီးလေ့ကျင့်မယ်เนาะဒီမှာလို့ခြာရေးမယ်ပြီးရင်အင်းလိုက်လို့ခဏခဏဆရာလေ့ကျင့်မယ်အဲ့တော့လွယ်တဲ့စာကြောင်းတွေခဏခဏယူပြီးတော့လေ့ကျင့်မယ်အရန်လိုတာပဲဆိုထင်သေးအဲ့ဒီလွယ်တဲ့စာကြောင်းတွေကပဲကိုယ်စကားပြောတိုးတက်ဖို့အတွက်ကိုလုံးဝအထောက်အကူပြုပါနိုင်မယ်โอเคအဲ့တော့ဆရာနန်စားနဲ့ပတ်သက်ပြီးတော့လေ့ကျင့်စရာတွေပြလိုက်ပြီ column 1နဲ့လေ့ကျင့်မယ်ပြီးဒီနှစ်ခုဆရာတို့1နဲ့2နဲ့လေ့ကျင့်မယ်ပြီးရင်1နဲ့3နဲ့လေ့ကျင့်မယ်ပြီးရင်3နဲ့2နဲ့ဆရာတို့ကလေ့ကျင့်မယ်โอเคနော်အဲ့တော့ခရဲတဲ့ဆိုရင်တစုံတရာရှိတယ်ဆိုရင်ဆရာကိုလာပြီးတော့ချက်ပေါက်မှာလာပြီးတော့ပြပြပေးလို့ရပါတယ်မေးမြန်းလို့ရပါတယ်โอเคအားလုံးကျေးဇူးတင်ပါတယ်နော်